ဟုတ်တယ်လို့ဒီကနေဆင်းတော့လို့ရတယ်လမ်းကြီးရယ်ဆင်းတော့လို့ရတယ်ညာရရေတကွန်းနေဟိုဆိုရှူးပရမှာပါတာဟာပါဟိုစလက်ပါတဲ့ရှူလို့မရဘူးလေဒါဒီညာလမ်းကောင်းစလက်ပါတဲ့ပြတ်တဲ့နေရနည်းနည်းအန်လေးများတယ်ဟိုဘွားနေလက်တင်နေရနော်ဟုတ်တယ်ဒီခရတဲ့ဒီကားနဲ့ဝင်သွားကြတယ်ဒီမှာဘောကြည့်လို့ရတယ်ဘောပြောကြည့်ပါလေနော်ဒီကောင်မလေးဘိုးလို့ဆိုစလက်ပါနဲ့မဟုတ်ဘူးဘုန်းတို့စလက်ပါတဲ့မရဘူးတိုင်းမြောက်တော့ဘုန်းတို့လည်းမရဘူးရှုတော့ရတာဟိုမှာအများကြီးပဲဒီကွန်းလေးမှာအများကြီးပဲဟမ်ဒီကွန်းလေးမှာအများကြီးပဲအဲ့ဒါသိလို့နေခဲ့တယ်ဟိုလိုက်ခဲ့တယ်ပြီဟုတ်တယ်အဲ့ဒါကိုရေမသိလို့မှရိုက်ခဲ့တယ်ပြီဟုတ်တယ်တို့ခါမမေ့လက်ပြတယ်လားဒီမကျုံအဲ့ဟိုတော့ရေးတိုင်းတော့ဘောတော့တာနော်ဟုတ်တယ်ရေးပမာတော့အဲ့မှာအဲ့နာကစမ်းချောင်းလေးရှိသေးတယ်ချောင်းတယ်လမ်းလျှောက်လို့ရတယ်အဲ့မှာတို့လိုစမ်းချောင်းလေးတွေဆုပြလာတယ်နော်အေးဟုတ်တယ်အဲ့မှာဖျားလေးတွေရှိသေးဒီဘက်မှာကြီးတယ်မဟုတ်နော်ဟုတ်ပါရဲ့ဘုံတက်ကလေးနဲ့ငါရောက်ဘူးတယ်တစ်ခါဒါတနေ့လုံးတော့မကုန်ဘူးနေရပြီဆိုလို့ရှိရင်တော့ပါတာပေါ့ဒီလိုဆိုတော့ရေးမရှိဘူးဒီပေါ်မှာစိုက်တွေးခြံနေရှိတော့လေရေးလောင်လိုက်တော့ဒီခါကျမကြတော့ဟိုတော့ကြိုက်ကြီးရတယ်ကြတယ်ဟောဒါအကြီးပုံသေးဘူးဒါအကြီးပေါ့ဒါအသေးလေးဟောဒါအသေး50ဆရာဒါပဲ50ဟုတ်လားဟိုအောက်မှာဟော40ဟိုအောက်မှာအဲ့လိုတော့တက်စင်းတော့တယ်ဒါလည်း3ဆင်းရကြတော့တော်လန်းနေ